မိတ်ဆွေများအားလုံးမင်္ဂလာပါကြောက်သိမ်းဖြတ်သားနဲ့ပတ်သက်ပြီးတော့မဖြစ်မနေသိထားတဲ့အရှိခံအသေးသေးအချက်လက်များကိုကျွန်တော်အခုဗီဒီယိုလေးမှာရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်ပြောချင်တာကကြောက်သိမ်းဖြတ်သားလို့ကျွန်တော်တို့ပြောလိုက်ပြီးဆိုရင်ကြောက်သိမ်းဖြတ်သားတွေမှာဖြတ်သားလို့ပြောလိုက်ပြီးဆိုရင်တရှမ်းကဖြတ်ပြီးသားဖြစ်မယ်တရှမ်းမှာအခွန်ပါခြင်းလည်းပါမယ်ပေါ့နော်တချို့သောကြောက်ဒီမှာဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုးလွှာချက်ပုံစံမျိုးတွေပေါ့နော်နှစ်ပိုင်းသုံးပိုင်းဖြတ်ထားတာတွေလည်းရှိကောင်းရှိနိုင်ပါတယ်နော်အဓိကကျွန်တော်ဒီနေ့ပြောမှာကကျွန်တော်ဒီဖြတ်သားကိုမှအခွန်ပါတဲ့ဘက်အရှမ်းနဲ့ဒီဖြတ်သားဘက်အရှမ်းနဲ့ပေါ့အဲ့နှစ်ခုကိုကျွန်တော်ကအဓိကရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဖြတ်သားလို့ပြောလိုက်ပြီးဆိုရင်မန္တလေးမှာဆိုရင်ကျွန်တော်တို့အများကြီးကဒါဖြတ်သားကိုလုပ်ကြတာတွေများပါတယ်ကျွန်တော်အဓိကဒီဗီဒီယိုလေးကိုကြည့်မယ်ဆိုရင်တော့ဖြတ်သားသမားတွေဖြတ်သားကြောက်ကိုဝယ်ပြီးတော့အရှောတွေထုတ်မဲ့သူတွေအဓိကဦးစားပေးပြီးတော့ကြည့်နေကြပါတယ်ကျွန်တော်အရင်ဆုံးကနဦးပြောမယ်ဆိုရင်ကျွန်တော်ဖြတ်သားလို့ပြောလိုက်ပြီးဆိုရင်တခြားမှာဖြတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ဖက်ကအသားတန်းကိုမြင်ရမယ်တစ်ဖက်မှာကျတော့အခွန်နေကြံနေသေးတဲ့အတွက်မလို့နောက်တစ်ဖက်မှာကျတော့တေချာအတွင်းထဲကိုမမြင်ရသေးပါဘူးကျွန်တော်ပြောချင်တာကအဓိကကျွန်တော်ဒီလိုမျိုးဖြတ်သားမျိုးဆိုရင်ဒီဖြတ်သားမျိုးတွေကိုလေ့လာမဲ့သူတွေဒီဖြတ်သားမျိုးတွေနဲ့လောက်ကင်မဲ့သူတွေဆိုရင်ပထမအဦးဆုံးစဉ်းစားမဲ့အချက်ဒီဖြတ်သားတွေကိုအယောင်းအဝယ်မလုပ်ခင်မှာကိုကဒီဖြတ်သားနဲ့ပတ်သက်ပြီးတော့အသေးစိတ်အချက်လက်တွေကိုအခြေခံကြကြတည်တည်ချာချာနားလည်ပြီးပြီလားဒါကိုအရင်ဆုံးလေ့လာရမှာဖြစ်ပါတယ်ကိုမေးခွန်းထုတ်ရမှာဖြစ်ပါတယ်ကြောင့်ဘယ်လိုဟာမျိုးတွေကိုကျွန်တော်ကသိထားမလဲဆိုရင်ဒီဖြတ်သားဘက်အရှမ်းနဲ့ပတ်သက်ပြီးတော့သိထားတဲ့အချက်တွေဒီနံပါတ်1ဖြတ်သားကိုမြင်နေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒီဖြတ်သားဘက်အရှမ်းကအသားရန်အဆင့်ကိုသိရမှာဖြစ်ပါတယ်အသားရန်အဆင့်ဆိုတာဥပမာအပြင်ပြောရင်ကျွန်တော်တို့မျိုးလူလာလားကျွန်တော်တို့ခါသားအောက်လားခါသားလားခတ်တန်လားခါတန်တန်လားကြောက်သားမြင်လားနောက်ဆုံးကြအသက်ဆန်းလားရေခဲသားလားအညက်လျှောလားဒါမှမဟုတ်ကျွန်တော်တို့တိန်ကူးသားလားကျွန်တော်တို့ဝတ်တစီသားလားဖျောင်းသားလားဒီလိုမျိုးပေါ့နော်ဘလို့အသားတန်းဖြစ်မလဲဆိုတာကိုကျွန်တော်တို့အရင်ဆုံးသိအောင်လုပ်ရမှာဖြစ်ပါတယ်ပြီးပြီဆိုရင်အဲ့ဒီအသားတန်းအဆင့်ပြီးပြီဆိုရင်အဲ့ဒီအသားတန်းမှာမှကြောက်စီပါမပါကြောက်စီကောင်းမကောင်းအဓိကတော့ကြောက်စီပါမပါပေါ့နော်အဲ့ဒီကြောက်စီပါမပါဆိုတာကိုလည်းကျွန်တော်တို့ကကြည့်တတ်ရမှာဖြစ်ပါတယ်သိထားရမှာဖြစ်ပါတယ်အဲ့ဒီဟာပြီးပြီဆိုရင်လည်းအဲ့ဒီအသားတန်းအတွင်းထဲမှာဝင်နေတဲ့ကျွန်တော်တို့ပြောရမယ်ဆိုရင်တော့တိတ်မကောင်းတဲ့အဖြတ်လက္ခဏာလို့ပဲဆိုရမှာပေါ့လေနော်ပြောချင်တာကကြောက်သားထွေးတာတွေမှုန်တာတွေနောက်ဆုံးကျွန်တော်တို့ချွဲတာတွေအမြုပ်အဆန်ထိုးတာတွေနော်အတွင်းထဲမှာအညိအရွှဲဝင်တာတွေနောက်ဆုံးခွေးရိုးငရှိတ်ခိအညိဒါတွေဒီလေမကောင်းတဲ့လက္ခဏာတွေဖြစ်တဲ့အတွက်အဲ့ဒီဟာတွေကအသားတန်းအတွင်းမှာပါနေတယ်ဆိုရင်တန်ရောင်းတဲ့အခါမှာတန်ဖိုးနည်းနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီလိုလက္ခဏာတွေကြောက်ရအသားတန်းအတွင်းထဲမှာပါနေလားမပါနေဘူးလားဆိုတာကိုလည်းကျွန်တော်တို့ကသိထားရမှာဖြစ်ပါတယ်လေ့လာရမှာဖြစ်ပါတယ်ပြီးပြီဆိုနောက်တစ်ချက်က၄ချက်မြောက်ကတော့ကျွန်တော်တို့အဲ့ဒီအသားရဲ့အသားတန်းကိုအားလုံးကိုကြည့်ပြီးဆိုရင်သူ့ရဲ့အသက်ခံအယောင်ကိုလည်းကျွန်တော်တို့ကကြည့်ရမှာဖြစ်ပါတယ်အသက်ခံအယောင်ကိုဘာကြောင့်ကြည့်ရမလဲဆိုရင်အသက်ခံအယောင်ဒီဝါနေတာဖြူနေတာဒါမှမဟုတ်ကျွန်တော်တို့ရိတ်နေတာဒါဥပမာအဖြစ်အဲ့ဒီအခြေခံ၃ချက်ကိုမိတ်ဆွေတို့မှတ်ထားရမှာဖြစ်ပါတယ်တခြားသောအသက်ခံအယောင်တွေလည်းရှိပါသေးတယ်သို့ပေမဲ့ဒီအသက်ခံ၃ယောင်ကတော့မဖြစ်မနေကိုသိထားရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်အသက်ခံဝါရင်လည်းလူတွေမကြိုက်ပါဘူးကျွန်တော်တို့ဈေးကွက်ရောင်းဝယ်လုပ်တဲ့နေရာမှာတိတ်ပြီးတော့ရောင်းဝယ်မဖြစ်ပါဘူးအသက်ခံရိတ်တယ်ဆိုရင်လည်းတိတ်မကြိုက်ပါဘူးဈေးကွက်ရောင်းဝယ်လုပ်တဲ့နေရာမှာတန်ဖိုးတွေနည်းပါတယ်ဆိုလိုတာကတော့ဝယ်တဲ့သူမရှိဘူးလို့ပြောတာမဟုတ်ပါဘူးဝယ်တဲ့သူတွေတော့ရှိပါတယ်ဒါပေမဲ့ဈေးကွက်မှာတော့တိတ်ပြီးတော့အရောင်းဝယ်လုပ်လို့မရပါဘူးဒါကိုပြောချင်တာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကအသက်ခံအယောင်နဲ့ပတ်သက်ပြီးတော့လည်းသိထားရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီလိုမျိုးအတွင်းတွေကအသားတန်းအဆင့်တွေနောက်ပြီးနောက်တစ်ချက်ကကျွန်တော်တို့ကြောက်စီပါမပါတွေပြီးဆိုတွင်းတွေကအမြုပ်အဆန်တွေနော်အညိအရွှဲတွေပြီးဆိုနောက်တစ်ချက်ကကျွန်တော်တို့ဒါအသက်ခံအယောင်တွေပေါ့နော်အဲ့ဒီအပြင်ကိုအရေးဆိုလဲဘလို့အရေးဝင်နေရလဲပန်းဆိုရင်လဲဘလို့ပန်းတွေကဝင်နေရလဲကစုံပန်းလားလန်ပန်းလားရှင်းပန်းလားအရေးပန်းလားကွန်းသွေးပန်းလားနောက်ဆုံးဒီကျွန်တော်တို့ပန်းမှာဆိုတော့ပန်းအမျိုးမျိုးတွေရှိသေးတယ်ပေါ့နော်အဲ့ပြောချင်တာကအဲ့ဒီလိုလက္ခဏာမျိုးတွေကိုကျွန်တော်တို့ကသိပြီလားသိပြီဆိုရင်တော့ဒီလိုဖြတ်သားမျိုးကိုကျွန်တော်ကဝယ်ပြီးတော့ဘလို့ line နဲ့ကိုက်မလဲဆိုပြီးတော့အလျှောတယ်ထုတ်လို့ရပါတယ်ဆိုလိုတာကတော့ဖြတ်သားတစ်ခုကိုဝယ်ပြီးတော့ကိုကလက်ကောက် line ထုတ်မှာလားကိုကလက်ကောက် line လောက်တာဆိုရင်လက်ကောက် line နဲ့တဲ့ဆိုလက်ကောက် line ဝယ်လုပ်လို့ရတယ်ဗဘူး line လောက်တာဆိုရင်ဗဘူးဝယ်လုပ်လို့ရတယ်ဗတိ line လောက်တာဆိုဗတိဝယ်လုပ်လို့ရပါတယ်အဲ့ကြောင့်ကျွန်တော်ပြောချင်တာကဖြတ်သားတိုင်းကိုမျက်စိမိတ်ပြီးတော့ဝယ်ပြီးတော့အဲ့ဒီဟာတွေကိုကိုယ့်ဘာကိုအင်ဂျင်မှာဖြတ်တောက်ပြီးတော့ဗတိရရင်ဗတိလုံးမယ်ဗဘူးရရင်ဗဘူးလုံးမယ်ကျွန်တော်တို့လက်ကောက်ရရင်လက်ကောက်လုံးမယ်ဆိုပြီးအဲ့ဒီလိုမျိုးကျွန်တော်တို့တွက်ပြီးတော့ဝယ်လို့မရပါဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကြောက်တွေကိုဝယ်တဲ့အခါမှာဖြတ်သားတွေကိုတစ်ခါတည်းသေချာကြည့်ပြီးတော့သေချာသူ့ရဲ့
ပါဝင်တဲ့အချက်အလက်တွေကိုတေချာလေ့လာပြီးမှဘယ်လို line မျိုးနဲ့လုပ်မယ်ဆိုပြီးတော့တခါတည်းဆုံးဖြတ်ပြီးဝယ်ရတာဖြစ်ပါတယ်ဖြတ်သားကိုဒီတိုင်းဝယ်လာပြီးတော့မှအိမ်ကျမှဘယ်လို line ကိုလုပ်မယ်ဆိုပြီးပြန်စဉ်းစားရတဲ့ဟာမျိုးမဟုတ်ပါဘူးတခါကလေးဝယ်ကလေးကတေချာဆုံးဖြတ်ချက်ချပြီးဝယ်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီဖြတ်သားတွေကိုလုပ်မယ်ဆိုရင်ဒီဘက်ဖြတ်သားဘက်အရှမ်းကအသားတန်းတွေကိုလည်းကောင်းကောင်းမွန်မွန်သိထားမှာဖြစ်ပါတယ်အဲ့ဒီအပြင်ကိုဒီဘက်ကတော့မြင်ရတဲ့ဘက်အရှမ်းမလို့လွယ်ကူပေမဲ့ဒီဘက်မမြင်ရတဲ့ဘက်အရှမ်းအခွန်ဘက်ဒီအခွန်ဘက်အရှမ်းဆိုရင်ခံမှန်းရတာပို့ပြီးခတ်သွားပါပြီ။ဘာကြောင့်လဲဆိုရင်ဒီအပြင်ဘက်အရှမ်းကအခွန်ကိုခံမှန်းမယ်ဆိုကျွန်တော်တို့ကဒီအခွန်မှာပဲပါလာတဲ့ရန်ရဲ့သူရဲ့နောက်ဆုံးနေ့ short ပါရင်လည်း short ကိုကြည့်ရမယ်ပေါ့နော်။ short ကိုကြည့်ရမယ်ရန်ကိုကြည့်ရမယ်ပြီးပြီဆိုရင်လည်းဒီကအခွန်ကိုကြည့်ရမယ်။အဲ့ဒီအပြင်ကိုအခွန်ရဲ့လက္ခဏာတွေဒီဘယ်လိုပုံစံဖြစ်နေရလဲရန်ရဲ့လက္ခဏာဒီဘယ်လိုပုံစံဖြစ်နေတာလဲမျိုးနူလားမျိုးရင်လားအခွန်နေညီရဲ့လားရန်နေညီရဲ့လားဗီဒီယိုပေါက်ညီရဲ့လားဒါမှလည်းအသားတန်းဒီညီနိုင်မညီနိုင်ကိုကျွန်တော်တို့ကခံမှန်းနိုင်မှာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ဖြတ်သားကြောက်တလုံးကိုလေ့လာမယ်ဆိုရင်အသားတန်းအဆင့်တွေကိုအစောကကျွန်တော်ပြောတဲ့အချက်၄ချက်နဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်တွေကိုလည်းလေ့လာရမယ်တို့နောက်ထပ်ဒီကျွန်တော်ပြောခဲ့တဲ့ရန်လျှော်အခွန်နဲ့ပတ်သက်ပြီးတော့အရင်ဗီဒီယိုမှာတင်ပေးထားတဲ့ကျွန်တော်ဒါလုံးစွန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်တွေကိုလည်းလေ့လာမှာဖြစ်ပါတယ်အဲဒီတော့လုံးစွန်းနဲ့ပတ်သက်တယ်ဆိုရင်တော့အပြင်ကနေပြီးတော့အခွန်ကိုကြည့်ပြီးရန်ကိုကြည့်ချော်ကိုကြည့်ပြီးတော့ခံမှန်းရမှာဖြစ်ပေမဲ့ဖြတ်သားမှာဆိုရင်ဒီမြင်ရတဲ့ဘက်အရှမ်းကိုတော့မြင်နေရတဲ့အတိုင်းကိုတေးရှာကိုကခွဲခြားနိုင်ဖို့လိုပါတယ်နားလည်ဖို့လိုပါတယ်အဲ့လိုမှနားမလည်ပဲနဲ့ရန်တမ်းမှန်းတမ်းဝယ်ပြီးလုပ်မယ်ဆိုရင်မိတ်ဆွေတို့ဝယ်တဲ့ကြောက်တွေဒီချုံမှုရာခိုင်နှုန်းကတော့90%တော့ပိုပြီးတေးကြတယ်လို့ကျွန်တော်ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုကျွန်တော်တို့ဒီကြောက်ကိုအယောင်းဝယ်လုပ်တယ်ဆိုတာကဖြတ်သားတစ်ခုကိုဝယ်လိုက်တိုင်းကျွန်တော်တို့ဒီဘက်မှာအလျှော့တွေထုတ်လိုက်တိုင်းညက်တာမျိုးမဟုတ်ပါဘူး။အခုလက်ရှိဈေးကွက်ဆိုပို့ပြီးတော့မကောင်းတဲ့အတွက်ကြောင့်မလို့ဖြတ်သားတွေဝယ်ပြီးတော့အလျှော့တွေထုတ်ပေးမယ်ပြန်ရောင်းတဲ့အခါမှာအလျှော့တွေကကိုထင်သလောက်ဈေးမရဘဲနဲ့ဈေးကွက်မှာမကောင်းတဲ့အတွက်ကြောင့်မလို့ဒါရောင်းဈေးတွေနည်းတဲ့အတွက်ကြောင့်မလို့ကိုတွေက